အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရှီလာမှာစပစ်ခဲ့ရလေးပဲဖြစ်ပါတယ်ဆိုတော့ရှီလာမှာဒီတငယ်ချင်းတွေကိုစောင့်ရင်းနဲ့စားတာဆိုတော့နည်းနည်းလေးတော့ကြာလေးလည်းထိုင်ပြသွားတယ်သူ့စီမာကလေအခန်းလေးကလည်းကျဲတယ်ပြီးတော့ရေကူးကပိုက်လေးလည်းဆိုစားလို့လည်းကောင်းတယ်ပေါ့နော်ဒီမီနူးလေးတွေကတော့ဆိုတစ်ခုချင်းစီတော့ရိုက်မပြတော့ဘူးဒီတေတေရှာလည်းဆိုလည်းရိုက်ဖြစ်ခဲ့တာမဟုတ်တာနဲ့လေသူ့စီအစားတောက်လေးတွေစားလို့ကောင်းပါတယ်ပြီးတော့လေတစ်ခုရှိတာဆိုတော့လေပထမပိုင်းမှာလေဓာတ်ပုံရိုက်ပြီးမှစားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေသူကလေအေးပြီးတော့လေအရန်စားလို့မကောင်းတော့ဘူးစားလို့ကောင်းတဲ့ဟာတွေကလေအေးသွားတယ်အဲ့တော့စားမယ်ဆိုရင်ပူပူနွေ့နွေ့လေးကနောက်တစ်ခေါက်မှာတဲ့အချိန်မှာကျတော့ပူပူနွေ့နွေ့လေးဖြစ်တဲ့အချိန်ကျတော့အရန်ကိုစားလို့ကောင်းတယ်အဓိကသူ့စီမှာသွားစားပြတာဒီဟာပေါ့နော်ဒါကိုဘယ်လိုခေါ်ရလဲမသိဘူးဒီဝက်သွေးနဲ့လုပ်တဲ့ဟာလေအဲ့ဒီဟာကိုဆိုလို့သွားစားပါပေါ့နော်ကြံတဲ့ဟာလေးတွေကတော့အရန်ကြီးမဟုတ်အဓိကအဲ့ဒီဟာကိုစားချင်တာပေါ့နော်သွားစားရတယ်ပြီးတော့အဲ့ဒီဝက်သားကကျတော့သူပေါင်းထားတာဟိုမှလေဟိုပြုတ်ထားတာမဟုတ်ပဲအီလေးပေါ့နော်ထမင်းတုပ်တွေပါတွေကကျတော့ဆိုယူကဒီဘယ်လိုပြောမလဲသူ့စီကအရသာလေဘာနဲ့တူလဲဆိုဟိုကိုရီးယားအရန်ဆန်သွားတယ်လို့ပြောအောင်မလားဗမာပါဇက်နဲ့တော့အရန်ကြီးကြိုက်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ဟိုစားလို့ကကောင်းတယ်စားလို့ကောင်းပြီးတော့အရန်မြန်မာပါဇက်နဲ့ကြတော့လေနည်းနည်းလေးစိုးယူအတွက်ပေါ့နော်ချိုးသလိုတော့ဖြစ်သွားတယ်ဒီဟာလေးကကြတော့သူ့ရဲ့ presentation လေးကိုအရန်ကြိုက်လို့ပေါ့နော်ဒီအဲ့လိုမျိုးအဲ့ service ပေးတာလေးကိုအရန်ကြိုက်တယ်ပေါ့နော်ဒီဟာလေးကကြတော့ဒီဝက်လက်ကိုမှလေးအသားလေးတွေနှွင်ပြီးအဲ့လိုဆက်ဆက်လေးလုပ်ထားတာပေါ့နော်အရန်စားလို့လည်းကောင်းပါတယ်ဒီစိုးယူတေးသေးချာမရိုက်ဖြစ်တာကြတော့စိုးယူတို့ဒီသွားစားရင်းနဲ့ဒီတိုင်းလေးပဲရိုက်ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပါဒါတော့ဆိုလို့စားလိုက်ပါအောင်မရှင်နင်တို့လိုအနေထားမျိုးနဲ့ဒီလိုဟင်းမျိုးစားဖို့တွေရှိအောင်စားကြည့်တယ်အဆုံးတွေ့ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုနောက်ပြီးမှတွေ့ကြမယ်နော်တတ